အားလုံးပဲမင်္ဂလာညချမ်းလေးပါမြန်မာတရဲ့ဇလံများအစီအစဉ်ကနေပြန်လည်ကြိုဆိုပါရခင်ဗျာကျွန်တော်ဒီနေ့ညတော့စာရေးဆရာအက္ခဇော်ရဲ့စုံထီကြီးဥပဒါဇလံတွေအတွဲတစ်စာစဉ်လေးဖြစ်တဲ့စုံထီကြီးဥပဒါနဲ့အစာပင်ဆိုတဲ့ဇလံလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒီဇလံလေးမစခင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာအပင်းဆိုတာကိုလူတိုင်းကြားဘူးပြီးသားဖြစ်မှာပါဒါပေမဲ့တီးတီးခြားခြားနားလေသလားဆိုရင်တော့ရောင်ဝါးဝါပဲသိကြတာကျုပ်လိုပေါ့ဗျာကျုပ်တို့လည်းအပင်းဆိုတဲ့စကားကိုသုံးနေကြတာပါပဲဘာလို့တီးတီးခြားခြားပြောချင်တာလဲဆိုရင်တော့မကောင်းတဲ့အရာတစ်ခုလိုပဲပြောနိုင်တယ်တေချာတော့မပြောတတ်ဘူးဗျကျုပ်တို့ဒေတာကအစဲတန်နေဆိုတော့အပင်းဆိုတဲ့စကားကိုလည်းမကြခဏသုံးတတ်ကြတယ်အထူးသဖြင့်ထမင်းစားတယ်ဆိုတာကိုအပင်းချတယ်လို့ပြောကြတာဗျဒေါသထွက်နေတဲ့အချိန်တို့ဘာလို့ဆိုရင်အဲ့ဒီလိုပြောပြတာများတယ်အမေကကျုပ်တို့ကိုမြောက်တယ်လို့မပြောတော့ပေမဲ့အပင်းဆိုတာကိုတော့သိပြောတာဗျကျုပ်တို့ညီမငယ်ဆုံးလေးကဟင်းဆိုရင်တိတ်ကြီးများတတ်တာဟိုဟင်းမစားဘူးဒီဟင်းမစားဘူးနဲ့ကြီးကြတတ်တာပေါ့ဗျာအဲ့ဒီမှာအမေကစိတ်တူလာရင်ကျုပ်ညီမကိုဆဲရောပြူဟဲ့နင်ကဒီဟင်းနဲ့မစားရင်ဘယ်ဟင်းနဲ့အပင်းချမလို့လဲပြောစမ်းကျုပ်အမေကအဲ့ဒီလိုဆဲတတ်တာပေါ့ဗျာကျုပ်တို့တွေကိုဆိုရင်လည်းဆဲတာပဲထုံးစံအတိုင်းမကြိုက်တဲ့သူကတော့ဥပဒါကြီးပေါ့ဗျာဥပဒါကြီးကကျုပ်အမေကိုသတိပေးပါတယ်ဟဲ့မိတန်နင်အဲ့ဒီလိုမပြောနဲ့ဟာအပင်းဆိုတာဘာလဲညီးသိရလားအမေကလည်းထိတ်ထိတ်လန့်လန့်နဲ့ဥပဒါကြီးကိုလက်ဥချီပြီးတော့တောင်းပန်တော့တာပေါ့ဗျာမတောင်းပန်လို့ကလည်းမရဘူးလေဟိုတခါကျုပ်တို့ကိုမြောက်တယ်လို့ပြောတော့ကဥပဒါကြီးကကျုပ်တို့ကိုတကယ်မြောက်ဖြစ်အောင်လုပ်လိုက်တယ်မလားဗျမသိပါဘူးရှင်ဒါပေမဲ့ကျမတို့လက်တွေ့တော့မပြပါနဲ့တော့အေးပါဟာငါမလုပ်ပါဘူးဒါပေမဲ့နင်တို့တီးတီးခြားခြားမသိတဲ့အရာနဲ့ကြိမ်တွယ်ပြီးတော့မပြောနဲ့ဟာဝစီဗေဒထီတိုင်းရှာတဲ့နင်တို့ဘေးဖြစ်မှာဆိုလို့ငါကပြောနေရတာအဲ့ဒီနောက်ပိုင်းတော့အမေကနည်းနည်းဆင်ကျင်သွားတယ်ဒါပေမဲ့ကိုတွေ့မကြုံလိုက်ရလို့လားတော့မသိဘူးပြူသူစိတ်လွတ်သွားရင်တော့တစ်ခါပြောတတ်တယ်ဗျကဲထားပါတော့ဗျာအပင်းထဲမှာအစာပင်းဆိုတာလည်းရှိသေးတယ်ဗျအစာထဲမှာထည့်ပြီးတော့ကျွေးတဲ့အပင်းပေါ့ဗျာအဲ့ဒီအပင်ကအောက်လန်းကြီးစုံပညာတွေနဲ့ပြုလုပ်ထားတာဆိုတော့သူ့အစွမ်းနဲ့ပညာပေါ်မူတည်ပြီးစားလိုက်တဲ့သူတွေကိုမကောင်းတာတွေပဲဖြစ်စေတာမလားကောင်းတာဖြစ်စေရဲဆိုတာတော့ကျုပ်တသက်မကြောက်ဘူးပါဘူးဗျာဒီတခါအစာပင်ထည့်ခံရတဲ့သူကတော့ကျုပ်အဖေဗျာကျုပ်အဖေကတကြီးမလားပြီးတော့ကျုပ်တို့ခေတ်ကတကြီးတွေကိုလူမုံများတဲ့ခေတ်ဗျဘာဖြစ်လို့လူမုံများတာလဲဆိုရင်တာဝန်ကြီးစပားတွေကြောင့်ပေါ့ဗျာအခုခေတ်လူတွေကတော့မိမှမဟုတ်ဘူးဘာလို့လဲဆိုတော့အဲ့ဒီစနစ်ကမရှိတော့လို့ဗျကျုပ်တို့ခေတုံကတော့စပားထွက်ပြီးတဲ့အချိန်ဆိုအစိုးရလူကြီးတွေကရွာတွေကိုဆင်းလာပြီးတာဝန်ကြီးစပားလာဝယ်တယ်ဗျတရွာကိုစပားပနတင်းဆိုပြီးတော့တတ်မှတ်ချက်နဲ့လာတာတတ်မှတ်ချက်အတိုင်းမပြီးနိုင်တဲ့ရွာကတော့ဒဏ်တက်ခံရတယ်အခမ်းမသိရင်တရားစွဲထောင်ချခံရတာပေါ့ဗျာအဲ့ဒီခေတ်ကကိုယ်လယ်မှာကိုယ့်ဟာသာစိုက်ပျိုးပြီးစပားထွက်ပြီးဆိုရင်အစိုးရကိုပြန်ရောင်းရတဲ့စနစ်ရှိတယ်ဗျပြန်ရောင်းနေဆိုပေမဲ့လည်းပေးတဲ့ဈေးကပြင်ပပေါက်ဈေးထက်ကိုအတော်ဝိုးနေတယ်ပြောရရင်တော့ခွက်စည်းနဲ့အလကားမတင်ယူသလိုပေါ့ဗျာဒီတော့တဝရင်းလုံးပင်ပင်ပန်းပန်းစိုက်ထားရတဲ့လေသမားတွေကဘယ်ရောင်းကျင်ပါမလဲအစိုးရလူကြီးတွေကော်မတီဝင်တွေကလည်းဒီရွာကဘသူကတော့စပားပနတင်းထွက်တယ်ဆိုတာဘယ်သိမှာတော့ဗျာအဲ့ဒီတော့ရွာလူကြီးကိုပဲတောင်းဝင်ပေးတာပေါ့ဗျာတရွာကိုစပားတင်းတရားဆိုရင်ရွာလူကြီးကဘသူကအထွက်ကောင်းလို့ပနတင်းထွက်တယ်ဆိုတာခမန်းကြီးနေတော့တီးပြီးသားပဲမလားအဲ့ဒီတော့ရွာလူကြီးကပဲဟိုလူကတင်း20ဒီလူက10တင်းစသဖြင့်စပားစိုက်တဲ့သူတွေကိုတောင်းဝင်ကြီးစပားရောင်းခိုင်းရတာပေါ့ဗျာကိုပင်ပင်ပန်းပန်းစိုက်ထားတဲ့စပားကိုအလကားမတင်ပေးလိုက်ရမှာဆိုတော့ဘသူကတော့ပေးကျင်နေမလဲဗျာဒီတော့တကြီးကိုပဲမုံကြတာပေါ့လေတချို့ရွာတွေဆိုရင်တကြီးကိုလက်ထိုးကြတယ်သူတို့ကိုစပားခွဲတန်းမချပြီးဘူးပေါ့ဗျာတချို့ရွာတွေဆိုရင်လည်းတကြီးကတမတ်မကြောက်ဘူးလေဗျာသူ့လည်းသူ့ဆွေမျိုးလည်းတွေကိုခြံပြီးတော့တခြားလူတွေကိုစပားခွဲတန်းချပေးတာမျိုးတွေပေါ့အဲ့ဒီမှာအစိုးရလူကြီးတွေကော်မတီလူကြီးတွေပြန်သွားပြီဆိုရင်တကြီးကိုမကြည်နေတဲ့သူတွေကအမျိုးမျိုးရံပြူတော့တာပေါ့ဗျာကျုပ်တို့နယ်ရဲ့တောင်ဘက်ကစပားအထွက်ကောင်းတဲ့ရွာတွေမှာဆိုရင်တကြီးကမျက်နှာလိုက်တဲ့ဆိုပြီးတော့အိမ်ပေါ်တက်ပြီးဓာတ်နဲ့ပိုင်းကြတယ်ဗျာအဲ့ဒီလောက်တောင်လူမုံများကြတာစပားအတွက်နဲ့အမှုခင်းနေဖြစ်ကြ
ရန်တွေဖြစ်ကြနဲ့ဂတ်တေးရောက်တဲ့သူရှိသလိုအချုပ်တွေထောင်တွေကျသွားတဲ့သူတွေလည်းရှိတာပေါ့ဗျာကျုပ်တို့ရွာမှာကတော့တိတ်ပြီးမဆိုးလာဘူးလို့ပြောရမယ်ကျုပ်အဖေကတမန်တမဲကြပဲစီစဉ်တာဗျဘသူကဘလောက်ထွက်တယ်ဆိုတာကိုသိပြီးသားကိုနောက်ပြီးတော့ဒီနေ့ဒီလူစီကခွဲတန်းယူရင်နောက်တစ်နေ့လောက်တော့အဲ့ဒီလူကိုခြံထားပေးတယ်အဲ့ဒါကြောင့်မို့လို့တိတ်ပြီးတော့လူမုံမများကြပါဘူးဒါပေမဲ့မယောင်းကျင်တဲ့သူတွေကတော့စပါးတွေကိုဖွက်ကြတယ်ဗျကြီးတွေရဲ့ကိုမထည့်ဘဲနဲ့တဏီယာယာမှာဖွက်ထားကြတာပေါ့ဗျာဒါပေမဲ့နှစ်တိုင်းခွဲတန်းထဲမှာပါတဲ့လူကတော့ဥပဒါကြီးဗျဥပဒါကြီးမှာကလဲ10ဧကနဲ့3မှတ်လောက်ရှိတယ်3မှတ်ဆိုတာက4ပုံ3ပုံကိုပြောတာပေါ့ဗျာဥပဒါကြီးလေတွေကစပါးအထွက်ကောင်းနေဗျရွာကလူတွေကတော့ဥပဒါကြီးလေကဆန်ဆိုရင်ဘယ်သူမှမစားရကြဘူးဥပဒါကစုံကဝေပညာတွေနဲ့အထွက်ကောင်းအောင်လုပ်ထားတာလို့တော့ပြောတတ်ကြတယ်ဗျကျုပ်ကတော့စုံကဝေနဲ့လုပ်တာတခါမှမမြင်ဘူးပါဘူးဗျာအချိန်ပြည့်လေထဲမှာတကုတ်ကုတ်နဲ့လုံးလုံးနေတဲ့ဥပဒါကြီးကိုပဲမြင်ပါတယ်ပေါင်းနှုတ်ရင်နှုတ်နေတယ်ကတဲ့နေဖော်ရင်ဖော်နေတယ်တခါတလေမြေစီတွေကျွေးနေတတ်တယ်သူ့ရဲ့လေတွေကိုတော့အတော်ပြုစုတဲ့လူကြီးဗျကျုံတော့ပြောရအောင်မယ်ဗျတနေ့ကပေါ့ဗျာအဲ့ဒီနှစ်ကမိုးကောင်းတော့စပားတွေကိုအတော်ပြတ်တာဗျအဲ့ဒီတော့ကကျုပ်တို့စီမှာဆဲမရှိသေးတော့ຫນွေစပားမဆိုင်ကြဘူးမိုးစပားပဲစောင့်ဆိုင်ရတာမိုးစပားဆိုတာကမိုးကိုစောင့်ပြီးဆိုင်ရတဲ့အပြင်ရာသီဥတုမကောင်းရင်လည်းစပားတွေကပြက်ပြန်ရောဗျဒါပေမဲ့အချိန်ကျတော့အစိုးရလူကြီးတွေရောက်လာကြတယ်ဒီတစ်ခါလူကြီးတွေကအရင်လူကြီးတွေလိုစကားကိုအေးအေးဆေးဆေးမပြောဘူးဗျတော်တော်ရင်တီးပြီးတော့မောက်မာတယ်ဆိုပဲဗျာကျုပ်အဖေကတော့ပြေးပြေးလဲလဲဆက်ဆံပါတယ်ဒီလူကြီးကလူဝါစာကြီးဖြစ်လိမ့်မယ်ကျုပ်တို့ကအဲ့ဒီတော့ကလူပြိုပေါက်ပေါ့ဗျာဒီလူကြီးမျက်နှာကိုကြည့်ပြီးတော့လက်သီးနဲ့ကြီးလိမ့်ထိုးချင်နေတာဗျရွာကလူတွေကိုလည်းချင်းချောက်လိုက်တာဆိုတာပြောမနေပါနဲ့ဗျာထောင်ချမဲတို့ဖမ်းမဲစီးမဲတို့နဲ့နောက်တော့ဘာစေကူးပေါက်တယ်မသိဘူးဗျအဖေကိုခေါ်ပြီးတော့စပားတွေဖွားမဖွဲစစ်မယ်ဆိုပြီးရွာထဲကိုဆင်းကြတယ်အဲ့ဒီမှာဥပဒါကြီးနဲ့တွေ့တာပေါ့ဗျာဥပဒါကြီးအိမ်နောက်ကစပကြီးမှာစပားတွေကတိတ်မရှိဘူးဖြစ်နေတာနှစ်တိုင်းအထွက်တိုးတာဆိုတော့စပကြီးကအတော်ကြီးရဲ့ဗျအဲ့ဒီမှာပဲဥပဒါကြီးကိုစပားဝတ်တယ်ဆိုပြီးတော့ဆွဆွဲတော့တာပဲဗျဥပဒါကြီးကနွားမွေးတယ်ဆိုတော့နွားတင်းကုတ်အနောက်မှာကောက်ရိုးပုံကြီးပုံထားတယ်ဗျအဲ့ဒီကောက်ရိုးပုံကြီးထဲမှာစပားတွေဝတ်ထားပါတယ်ဆိုပြီးတော့ကောက်ရိုးပုံကြီးတွေကိုမှွေလိုက်တာဗျာဒါပေမဲ့ဘာစပားမှထွက်မလာပါဘူးကောက်ရိုးပုံကြီးကတော့ပြက်စီးပြီးကောက်ရိုးတွေလည်းမောစာကျဲနေတာဗျတော်ယုံတယုံဆိုရင်စိတ်မဆိုးတတ်တဲ့ဥပဒါကြီးကမြတ်တောင်ညီကြီးနဲ့အဲ့ဒီလူကြီးကိုကြည့်နေတာဗျာအဖေကရိပ်မိသွားတော့ဥပဒါကြီးလက်ကိုဆွဲပြီးဥပဒါကြီးစိတ်အေးထားပါခမည်းကောက်ရိုးပုံကျုပ်တို့ပြန်ပြေးပေးပါမယ်ဘာမှမလုပ်ပါနဲ့ရွာသားတွေမျက်နှာကိုကြည့်ပါဦးဗျာကျုပ်အဖေကအဲ့ဒီလိုပြောတော့ဥပဒါကြီးကတောက်တစ်ချက်ခောက်ပြီးအိမ်မော်ကိုတက်သွားတော့တာပဲဗျဟိုလူကြီးကလည်းတောင်းမှန်မပြောနဲ့သူကတော့မျက်နှာထားမှမှနဲ့ပြန်ပြောဆိုနေသေးရဗျအဖေကကျုပ်နဲ့ငယ်ကောင်ကိုကောက်ရိုးပုံကြီးပြန်ပြင်ပေးဖို့တာဝန်ပေးပြီးတော့သူတို့ကခြံထဲကနေထွက်သွားတယ်ကျုပ်တို့လည်းအလုပ်လုပ်ဖို့ထွန်ကြီးတွေကောက်လိုက်တဲ့ဆိုတာနဲ့ဥပဒါကြီးကအိမ်ပေါ်ကဆင်းလာပြီးတော့ဟဲ့ကောင်နေသွားကြငါးဘာသာလုပ်လိုက်မယ်ဥပဒါကြီးကအဲ့ဒီလိုဆင်းပြောတော့ကျုပ်တို့လည်းခြံထဲကနေပြန်ထွက်ခဲ့တာပေါ့ဗျာသူ့ခြံကအကျဲကြီးဗျကျုပ်တို့လည်းခြံဝါကိုရောက်တော့ကြောတွေကစိတ်လာတာနဲ့ဥပဒါကြီးခြံကိုပြန်လှည့်ကြည့်လိုက်မိတယ်နွားတင်းကုတ်အနောက်မှာကောက်ယူပုံကြီးကဟီးထနေတာပဲဗျာကျုပ်တို့ထွက်လာတာ9မိနစ်တောင်မရှိသေးပါဘူးကောက်ယူပုံကြီးကပုံမှန်အတိုင်းပြန်ဖြစ်နေပြီဗျကျုပ်ကတေးချောင်ခြံထဲပြန်ဝင်ကြည့်ချင်ပေမဲ့ကျုပ်ညီကကြောက်တတ်တော့ကျုပ်လက်ကိုဆွဲပြီးပြေးတာနဲ့ကျုပ်လည်းသူနဲ့လိုက်လာခဲ့ရတာပေါ့ဗျာအဲ့ဒီနှစ်မှာပဲစပားတွေတွင်တော့ဥပဒါကြီးကသူတောင်းဝင်ကြတဲ့စပားခွဲတန်းထက်နှစ်ဆပုတ်သွင်းနေဗျစိတ်နာသွားတာလားဘာလားတော့မသိပါဘူးဗျာနောက်တော့ကျုပ်တို့တော်တော်ကြီးတော့မှကျုပ်အဖေကပြောပြတယ်အဲ့ဒီနှစ်ကစပားတွေရောလို့ရွာကိုလာတဲ့လူကြီးကတော်တော်ကိုရှင်းလိုက်ရတယ်တဲ့ဥပဒါလက်ချက်ပေါ့လေရွာကတည်သွားတော့ကတော့စပားတွေဆိုပဲအစိုးရကိုလောင်နေတဲ့ထဲဘူးထုတ်ဖို့ကမှစပတ်ခွန်ကြီးဖြစ်နေတယ်လို့ပြောတာပဲအဖေပြောစကားအရဆိုရင်တော့ဥပဒါကများပညာနဲ့စပတ်ခွန်တွေကိုစပားတွေလိုထင်အောင်လှုပ်ထလိုက်တာများလားဗျာအဲ့ဒီလိုမျိုးတကြီးမုံတဲ့ခေတ်ဆိုပေမဲ့ကျုပ်တို့အဖေကတော့ရွာထဲမှာဘယ်သူမှမမုန်းကြပါဘူးကျုပ်အဖေကိုချစ်ကြပါတယ်ဘာဟင်းလေးချက်ချက်ဟင်းပူရင်တကြီးဖို့ဆိုပြီးတော့လာပို့ပေးတတ်ကြတယ်မုံလုပ်တယ်ဆိုရင်လည်းရွာဦးเจ้าကိုတစ်ခွက်ပို့တယ်လို့တကြီးအိမ်ကိုလည်းတစ်ခွက်ရောက်တတ်တယ်လေကျုပ်တို့အိမ်မှာကဟင်းလဲစုံမုံလဲစုံဆိုတော့ကျုပ်တို့ဦးဆိုတာပေါ့ဗျာတရက်ကြတော့အဖေကထမင်းစားပြီးအမ်းမာလီရော
နာမှစားထားသမျှထမင်းအကုန်ပြန်ထွက်တာကျုပ်တို့ကလည်းအဖေနေမကောင်းဘူးပဲထင်တာပေါ့ဗျာဒီလိုမျိုးကနေတိုင်းဖြစ်တာတော့မဟုတ်ဘူးဗျ2 ရက်တစ်ခါ3 ရက်တစ်ခါဆိုသလိုအန်းလာတယ်အဲ့ဒီတော့စီးဆရာကြီးနဲ့ခေါ်ပြတာပေါ့ဗျာစီးဆရာကြီးကလည်းအစာကြီးစည်းတို့လေးနိုင်စည်းတို့ပေးပြီးကုတာပဲဗျအဖေယောဂါကိုပယောဂါလို့ဘယ်သူမှမထင်ဘူးပေါ့ဗျာဘာလို့မထင်ရတာလဲဆိုတော့ကျုပ်အဖေကဖရာတရားတိတ်လို့တဲ့သူဟုတ်ဗျလာပြေလာကွယ်ဥပုပ်နေဆိုရင်ကျုပ်အဖေကဥပုပ်ပြတ်တယ်ဆိုတာမရှိဘူးရွာဦးเจ้าကိုလည်းတခြားအလုပ်မရှိရင်မနက်တိုင်းရောက်တယ်လှုပ်ရှားရှိရာတွေလှုပ်ပေးတယ်ဆရာတော်နဲ့တရားအကြောင်းတွေဆွေးနွေးတယ်နေ့လည်နေခင်းဆိုရင်လည်းအဖိုးရဲ့တငယ်ချင်းအဘိုးများတို့အဘိုးတောင်တို့နဲ့တရားအကြောင်းတွေပြောနေတတ်တယ်အဲ့ဒီတော့ကအနားမှသွားထိုင်ပြီးနားထောင်လဲကျုပ်တို့ကတော့ဘာမှနားမလဲဘူးပေါ့ဗျာအဖေကမနဲ့အစောကြီးတစ်ချိန်ညနေတစ်ချိန်ပုံမှန်ဖျားဝတ်တတ်တယ်ဝတ်တတ်တယ်ဆိုတာကဖျားရှင်ခိုးတာကိုပြောတာပါဗျာတခါရှင်ခိုးရင်လည်းတနာရီခွဲလောက်တော့ကြာရတယ်ဗျဖျားတရားအရန်လုပ်တဲ့သူဆိုတော့စုံးတို့ပယောဂါတို့မဟုတ်ဘူးလို့ပဲထင်တာပေါ့ဗျာအဲ့ဒီလိုနဲ့ရက်ချားအန်လာလိုက်တာတလားလောက်နေတော့ကျုပ်အဖေကအတော်လေးပိန်ကျသွားတယ်နောက်ပြီးတော့ညရီဆိုရင်လည်းအိတ်မရဘူးလို့ပြောတယ်သူအိတ်ဖို့ကြိုးစားတိုင်းမျက်စိကြီးကပွင့်နေပြီးတော့ပိတ်လို့မရဘူးလေအဲ့ဒီလိုနဲ့အဖေကမနက်ပိုင်းဆိုရင်ဖះမရှင်ကိုပြတော့ဘူးတညာလုံးအိတ်မပြောဘဲမနက်အစောကြီးမှအိတ်ပြောသွားတယ်လို့ကျုပ်အမေကလည်းမနှိုးတော့ဘူးပေါ့ဗျာတရက်ကြတော့ကျုပ်တို့ထမင်းစားနေကြတဲ့အချိန်ဥပဒါကြီးရောက်လာတယ်ငပြောသီးခိုင်ကြီးထမ်းပြီးလာတာပေါ့ဗျာကျုပ်တို့ထမင်းစားနေတော့မလို့အိမ်ရှိကကိုပြက်မှာပဲထိုင်းနေတယ်အဖေကဥပဒါကြီးကိုလန့်မိတယ်ဗျဥပဒါကြီးဘာကိစ္စရှိလို့လဲဘာမှမဟုတ်ပါဘူးတကြီးဟာအိမ်မှာငပြောသီးတစ်ခိုင်မဲ့တာနဲ့တကြီးတို့စားရအောင်လာပေးတာပါတကြီးထမင်းစားနေတာအားနာလို့ဆက်စားပါကျုပ်ဒီမှာထားခဲ့မယ်ကောင်းတာပေါ့ဗျာဥပဒါကြီးပါကုသိုလ်ရသွားအောင်ကျုပ်ဖျားဆွန်းတော်ကပ်ပေးမယ်ဒါနဲ့မဟုတ်တာတွေတော့မပါပါဘူးနော်အဖေစကားကတမျိုးဗျဒါပေမဲ့ဥပဒါကြီးကတော့စိတ်မဆိုးပါဘူးအပြုံးတော်မပြတ်ဘူးဗျပေါက်ပေါက်ရှာရှာတကြီးရဲ့ဒါတွေကတဘာဝအတိုင်းတီးမဲ့တာတွေပါဗျဥပဒါကြီးကထထွက်ဖို့ပစိုးပြင်းနေုံပဲရှိသေးတယ်အဖေကထွေးကန်ကြီးကိုကောက်ကန်လိုက်ပြီးတော့ထမင်းဝိုင်းကနေထပြေတော့တယ်ကျုပ်တို့အိမ်ရှိခြံတောင်းမှာရေသုံးတဲ့နေရာရှိတယ်ဗျအဲ့ဒီမှာသွားပြီးတော့တဝေါဝေါနဲ့အန်ချနေရောဗျဥပဒါကြီးကလည်းအဖေစီကိုပြေးသွားတယ်ဗျတကြီးအစာမကြီးလို့လားအဖေကအန်ပြီးမောနေတာဆိုတော့တော်တော်နဲ့စကားပြန်မပြောနိုင်ဘူးပေါ့ဗျာနောက်တော့မှသူ့လေဘင်းမှာပတ်ထားတဲ့တပတ်တစ်ထည်နဲ့ပါဇက်ကိုတုပ်ရင်ဟုတ်တယ်ဗျအစာရင်လူလေးနာလူဖြစ်နေတာတလတောင်ကျော်နေပြီဥပဒါကြီးကကျုပ်အဖေအန်ထားတာတွေကိုတစ်ချက်ကြည့်ပြီးတော့မျက်မှောင်ကျုပ်လိုက်တယ်ကျုပ်လည်းထမင်းစားပြီးတော့တံပကံလေးကိုကင်ပြီးပကံဆေးဖို့အတွက်ရေသုံးတဲ့နာကိုရောက်လာတာပေါ့ဗျာအဖေနဲ့ဥပဒါကြီးတို့ခတ်တူတူစကားပြောနေတာကိုကြည့်ပြီးတော့သိကျင်လာတာနဲ့မယောင်မလဲအနာကိုကတ်ခဲ့တယ်ဥပဒါကြီးကအဖေလက်ကိုလန့်ဆွဲလိုက်တယ်တကြီးကျုပ်ကိုယုံလားကျုပ်အဖေကဘာမှပြန်မပြောဘူးခေါင်းမဲငိမ့်ပြလိုက်တယ်ဥပဒါကြီးကအဖေလက်ကိုဆွဲကင်ပြီးတော့သူ့လက်ဝါးကိုပဇနာကပ်ပြီးတခုခုကိုရွတ်ဆိုလိုက်တယ်နောက်တော့အဲ့ဒီလက်ဝါးနဲ့အဖေလက်ဝါးကိုရိုက်ထည့်လိုက်တယ်မကြပါဘူးဗျာအဖေလက်ဝါးမှာအနက်ရောင်ထဆင်တူပုံလေးပေါ်လာတယ်ဗျထဆင်တူပုံလေးကတိတ်ပြီးတော့မပိမသားလေးပေါ့ဗျာအနက်ရောင်ကတော့သွေးကြည်ဥသလိုအနက်ရောင်လေးဗျကျုပ်အဖေကလက်နဲ့ပုတ်ကြည့်တော့ပြတ်မသွားဘူးအရေးပြားအောင်မှာပေါ်နေတဲ့ပုံပဲဗျတကြီးကိုသူများလှုပ်ထားပြီးအောက်လန်းအစီရင်နဲ့လှုပ်ထားတာဥပဒါရဲ့စကားကိုအဖေကမယုံသေးဘူးဗျဟုတ်ပါမလားဥပဒါရဲ့ကျုပ်ကိုဘယ်သူလှုပ်မှာလဲနောက်ပြီးကျုပ်ကလည်းဖះတရားနဲ့နေတာပါမဟုတ်ဘူးတကြီးဖះတရားနဲ့နေရဲဆိုပေမဲ့တကြီးအားနေသွားတဲ့အချိန်မှာသူများကလှုပ်လိုက်တာပဲနောက်ပြီးတော့ဒီအပင်းကိုကြည့်ရတာအစာအပင်းဖြစ်မယ်လှုပ်ထားတဲ့သူကလည်းတော်တော်ဆွမ်းမယ်တကြီးဘာမှမဖြစ်ဘူးလားကျုပ်ကတော့ရက်ချားဆိုသလိုအန်နေရရဲ့ညဘက်အိတ်လို့မရတာရဲ့ကလွယ်ပြီးတခြားဘာမှတော့မဖြစ်သေးဘူးဥပဒါကအဖေလက်ဝါးကိုတေချာလက်ညှိုးထိုးပြီးတော့ခေါင်းတဆက်ဆက်ညှိနေဗျအေးဗျလှုပ်ထားတာတော့တကြီးကိုတီးအောင်လှုပ်ထားတာတကြီးကဖះတရားမြဲလို့မသိလားဒါတော့မှတဖြည်းဖြည်းနဲ့ခံစားနေရပြီမလားအေးဗျခမ ्या ပြောတာလေဖြစ်နိုင်တယ်အခုဆိုရင်ကျုပ်မနက်ပိုင်းတောင်ဖះမရှင်ခိုးပြတော့ဘူးညပိုင်းဖះရှင်ခိုးရင်လည်းစိတ်မပါတယ်လို့ပဲဗျဥပဒါကြီးကအဖေလက်ကိုပြန်ချလိုက်ပြီးတော့ဒါဆိုရင်တကြီးပယောဂဆရာကောင်းနဲ့ကုရင်ကုပါမြိုင်သားကဆရာတုတ်ကြီးလဲနမဲကြီးတယ်မလားလှုပ်ထားတဲ့သူကတော်တော်စွမ်းနေဗျတ
ကျုပ်အဖေကသူ့လက်ကိုတေချာကြည့်နေတယ်နောက်တော့ဥပဒါကြီးကလည်းဗျာပို့မဲ့ဖို့ကရိုးရအောင်ပို့စမ်းပါခမရလုံနိုင်နေမဟုတ်လားကျုပ်ကတကြီးတို့တမျိုးထင်နေမှဆိုလို့ယူကဲဒါဆိုရင်လည်းဒီမှာမကောင်းအိမ်ထဲဝင်အောင်ကျုပ်အဖေနဲ့ဥပဒါနဲ့အိမ်ထဲကိုဝင်လာကြတယ်ကျုပ်လည်းပကံမစေးတော့ဘဲနဲ့လက်ဆေးပြီးလိုက်လာတော့ဗောဗျာအမေတို့ကတော့တိတ်မကြိုက်ရှင်တဲ့ပုံပဲဗျအိမ်ရောက်ထက်ကမိဖို့တွေကိုဝင်သွားပြီးတော့ဥပဒါကြီးကစောင့်ကြောင်ထိုင်လိုက်တယ်ဒီနေရာဆိုရင်လူဝင်းမြင့်လောက်ဘူးတကြီးဟာကဲတကြီးလက်ပေးဥပဒါကြီးကအဖေရဲ့ထဆင်ထူပေါ်တဲ့လက်မဟုတ်တဲ့နောက်လက်တစ်ဖက်ကိုယူလိုက်ပြီးတော့မိဖို့တွေကပြာတွေကိုကောက်ယူလိုက်တယ်နောက်ပြီးအဖေလက်ဘွားပေါ်မှာပြာတွေနဲ့ထဆင်ထူပုံစံနောက်တစ်ခုထပ်ရည်တယ်ဗျရေးနေရင်ပါဇက်ကလည်းတစ်ခုခုကိုရွတ်နေတယ်နောက်တော့အဖေလက်ကိုသူ့လက်ဝါးနဲ့ဘုံကနေရိုက်ထည့်လိုက်တယ်တစ်ချိန်တည်းမှာပဲဖနှောင်းတစ်ချက်လေးမတိမတာပေါက်လိုက်တာကိုကျုပ်တွေးလိုက်ရတယ်ပြာတွေကလွင့်သွားတာပေါ့ဗျာအဲ့ဒီနောက်တော့အဖေကပြုတ်တက်လာတယ်တခုခုပေးစမ်းဟိမင်းတို့အဖေအန်တော့မယ်မိဖို့ကြောင့်ထဲမှာဆိုတော့ထမင်းရည်ငဲ့တဲ့အင်တုံကြီးကိုထိုးပေးလိုက်တာပေါ့ဗျာအဖေကအင်တုံကြီးလေးကိုဖြူးဖြူးရည်တွေအန်ချတယ်ဗျနွားနို့တွေလိုပဲအနန်းကလည်းချင်းစုပ်စုပ်နဲ့နောက်တော့အဲ့ဒီဖြူဖြူရည်တွေကိုအသားစားတစားအန်ချတယ်ဗျအသားကအစိမ့်အတိုင်းပဲหนีရဲနေတာဥပဒါကြီးကကျုပ်တို့ဘက်လှည့်ပြီးတော့မင်းတို့စီမှာကွန်းရွက်ရှိလားကျုပ်အဖေရောကျုပ်အကိုကြီးရောကကွန်းစားတဲ့သူတွေဆိုတော့ကွန်းရွက်ကအိမ်မှာရှိတာပေါ့ဗျာကျုပ်အကိုကြီးကသူ့ကွန်းရဲ့ထဲကကွန်းတရွက်ယူပြီးတော့ဥပဒါကြီးကိုပေးလိုက်တယ်ဥပဒါကြီးကအသားဘက်လေးကိုကွန်းရွက်နဲ့လှမ်းပြီးတော့ကန်လိုက်တယ်အဲ့ဒီအသားလေးကလေထဲကိုရောက်တာနဲ့နန်လိုက်တာဗျာပုတ်စော်ကြီးကိုဟောင်းနေတာပဲဥပဒါကြီးကကျုပ်အကိုကြီးကိုအဲ့ဒီကွန်းရွက်နဲ့ထုတ်ထားတဲ့အသားစားလေးကိုလှမ်းပေးတယ်အဲ့ဒီကွန်ရွက်ကိုတေချာကင်သွားရွာထဲကိုပြန်လှည့်မကြည့်နဲ့ရွာအပြင်ကိုတချိုးတည်းပြေးပြီးတော့ရွာအပြင်ကရိုးချောင်းလေးတွေကိုမျောလိုက်ကွာကျုပ်အကိုကြီးကလည်းကွန်ရွက်လေးကိုကင်ပြီးတော့ထွက်ပြေးတော့တာပေါ့ဗျာကျုပ်တို့တွေလည်းအံ့ဩလို့မဆုံးဘူးဗျဥပဒါကြီးကအဖေအန်နဲ့ရေတွေကိုအိမ်သာချင်းတွေကိုလောင်းထည့်ခိုင်းလိုက်တယ်ကဲတကြီးအားလုံးအဆင်ပြေသွားပါပြီတကြီးကိုအစိမ့်တရေတကောင်နဲ့တီးအောင်လှုပ်ခိုင်းတာဗျလှုပ်တဲ့လူကလည်းဟိုတင်ဥပဒါကြီးကအဖေကိုဝိုင်းကြည့်နေတဲ့ကျုပ်တို့ကိုတစ်ချက်ကြည့်လိုက်ပြီးတော့အဖေနာကိုတိုးကပ်ပြီးတော့တခုခုတိုးတိုးပြောလိုက်တယ်ကျုပ်အဖေကမျက်လုံးပြူပြီးအံ့ဩသွားပုံရတယ်ဗျဟုတ်ပါမလားဥပဒါရဲ့သူနဲ့ကျုပ်ကအတော်ရင်းနေတာနော်အဲ့ဒါပေါ့တကြီးရဲ့ဘယ်သူမှမယုံနဲ့ဗျလူဆိုတာကိုယ့်ဘောကောင်းပြနေပေမဲ့နောက်ွယ်မှာဘာကြံစီနေတယ်လဲဆိုတာသိမှမသိတာဘယ်သူမှန်းဆိုတာကျုပ်တို့မသိပေမဲ့အမေရောကျုပ်တို့ရောဒေါသထွက်တယ်ဗျကို့အဖေကိုတီးအောင်လုပ်တဲ့သူဆိုတော့စိတ်ဆိုးတာပေါ့ဗျာဥပဒါကြီးအဲ့ဒီလူကြီးကိုတီးအောင်ပြန်လုပ်မယ်ဗျာကျုပ်ကစိတ်မထိန်နိုင်ပဲပြောတော့အဖေကကျုပ်ကိုဝင်တားတယ်ထားလိုက်ပါသားရဲ့သူ့အာကူသူနဲ့သူသွားပါလိမ့်မယ်အခုအဖေကောင်းသွားပြီဆိုတော့ကြည်နေလိုက်ပါတော့ဥပဒါကြီးကပြုံးနေရင်နဲ့တကြီးကိုတော့ကျုပ်လေးစားပြီးရင်လေးစားတယ်ဗျာခမ ्या ကတော်တော်ကိုတီးခံခွင့်လွှတ်နိုင်တဲ့သူပဲဗျဥပဒါကြီးလည်းအဲ့ဒီလိုပြောပြီးတော့ပြန်သွားတာပေါ့ဗျာကျုပ်တို့လည်းအဖေကိုဘယ်သူလုပ်တယ်ဆိုတာဝိုင်းပြီးတော့မေးတယ်ဗျကျုပ်တို့ဒေါသကိုတီးလို့ထင်တယ်အဖေကဘာမှမပြောဘဲနဲ့ရင်ကုန်နှုတ်ပိတ်နေတယ်ကျုပ်တို့ကတော့ဟိုလူလားဒီလူလားဆိုပြီးဒူလောတွေးပြီးတော့နေလာခဲ့ရတာပေါ့ဗျာတခါတော့ကျုပ်လည်းအဖေကိုမေးမရရင်ဥပဒါကြီးကိုမေးမယ်ဆိုပြီးတော့သွားမိတယ်ဗျဥပဒါကြီးကကွန်းကြီးမြုံပြီးတော့ဘာပြောလဲသိလားငါလည်းမေးသွားပြီတဲ့ဗျာကဲဖြစ်နိုင်လားဆိုတာခင်ဗျားတို့ပဲစဉ်းစားကြည့်စမ်းပါဒီလိုနဲ့နှစ်တွေတော်တော်ကြာသွားပြီးကျုပ်အဖေလည်းအသက်80နီးပါးလောက်ရောက်တော့မှကျုပ်လည်းထပ်ပြီးတော့မေးပြတယ်ကျုပ်အဖေနဲ့ရှေးဟောင်းနှောင်းပြစ်တွေပြောရင်ပြန်သတိရသွားတာနဲ့ကျုပ်တစ်သက်လုံးသိချင်လာခဲ့တဲ့အရာကိုမေးရတာပေါ့ဗျာအဖေကခေါင်းညင်ရင်နဲ့ပြောတယ်ဗျာအင်းလေအခုတော့မင်းအမေလည်းမရှိတော့ဘူးအဲ့ဒီလူလည်းမရှိတော့ဘူးမလားငါ့ကိုလောက်တာတော့တခြားသူမဟုတ်ပါဘူးမင်းအမေရဲ့မောင်တန်းထုံကွာအဖေစကားကိုကျုပ်မယုံချင်ပေမဲ့အဖေလိမ်မပြောဘူးဆိုတာတော့ကျုပ်သိတယ်ကိုတန်းထွန်းဆိုတာကျုပ်တို့နဲ့တော်တော်ခင်တာအမေအိမ်အောင်ကြကားစားတော့ငါဆိုအိမ်မှာအတူတူနေကြသေးတယ်နောက်တော့ကိုတန်းထွန်းအိမ်အောင်ကြပြီးအိမ်ခွဲနေကြတာပေါ့ဗျာကျုပ်တို့နဲ့နှစ်အိမ်တည်းနေတာပါဗျာဆွေမျိုးအရင်ခောက်တွေပဲဦးဟာအဖေကလေကိုတန်းထွန်းကအဖေရောက်ပါလေအဖေကိုဘာလို့သိစေချင်ပါလဲဒီလိုကွာအဲ့ဒီနှစ်ကတန်းထွန်းတို့ကစဘာဖွက်တယ်အဖေကတကြီးဆိုတော့သူ့လေကဘလောက်ထွက်တယ်ဆိုတာသိနေတယ်မလားအဲ့ဒါကြောင့်မလို့တန်းထွန်းကိုမင်းစဘာဖွက်တာငါသိတယ်နော်ဆိုပြီးစဘာခွဲတန်းချပေးလိုက်တာ
အဲ့ဒါကို तू ကမကြည်နပ်ပုံရပါတယ်မြိုင်သားကအောက်လန်းဆီယာမကြီးစီသွားပြီးတော့အပင်တောင်ပြီးထည့်လိုက်တာပေါ့ကွာဒိုးအိမ်ကိုဟင်းပို့တယ်လို့နဲ့အစာပင်ခတ်ပြီးထည့်လိုက်တာကွာကိုတန်းထွန်းတို့တည်သွားပြီဆိုရင်မဲ့ကျုပ်ကအဲ့ဒီစကားကြတော့ရင်ထဲမှာတော်တော်ဒေါသဖြစ်သေးတာနောက်တော့မှအဖေဆုံးဖြတ်ချက်ကိုနားလည်ခဲ့တယ်အဖေသာကိုတန်းထွန်းလို့ပြောလိုက်ရင်ရှုပ်ထွေးတဲ့ပြဿနာတွေဖြစ်လာမယ်မလားအမေကတော့သူ့မောင်လောက်တာသိရင်ဘယ်ငြိမ်ခံမမလဲဗျာအခမ်းမသိရင်လင်မယားကွဲတာအထိဖြစ်နိုင်တယ်ဒီတစ်ခါတော့ကျုပ်အဖေကိုကျုပ်ချီးကျူးမိတယ်ဗျူအဖေကဥပဒါပြောသလိုတော်တော်တီးခံနိုင်ခဲ့တာပဲလေအဲ့ဒီအစာပင်မိပြီးနောက်ပိုင်းကလေးကကျုပ်တို့လည်းသူများလာပေးတဲ့အစားအစာမစားတော့ဘူးဗျူလာပေးရင်ယူလိုက်ပြီးတော့ဖះဆွန်းတော်ကက်ဆရာရှိရင်ကပ်ပြီးတွန်းပြလိုက်တာပဲမဟုတ်ရင်လည်းသူများတွေကိုကျွေးပလိုက်တာပေါ့ဗျာအဖေအဖြစ်ကိုကြည့်ပြီးတော့ကျုပ်တို့တွေတသက်စာသင်ခန်းစာရခဲ့ပြီမလားဗျာစာရေးဆရာအကဆိုရဲ့စုံထီကြီးဥပဒါဇလံတွေအတွဲတစ်စာစဉ်လေးဖြစ်တဲ့စုံထီကြီးဥပဒါနဲ့အစာပင်ဆိုတဲ့ဇလံလေးကတော့ဒီမှာနေမဲ့ပြီးဆုံးသွားပါပြီခင်ဗျာနားထောင်သူမိတ်ဆွေများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာဒီဇလံလေးကိုကြိုက်တယ်ဆိုရင်အောက်မှာ like လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲအိမ်မက်လှလှမှကြပါစေခင်ဗျာ